တင်တာပါနောက်ဆုံးနေ့ lens ပေါ့နော်အိန္ဒိယဆာစာပဲသမီးဒါရီယာအမေရိကန်အစားအစာတွေပါလက်လက်ပေါင်မုတ်ပါဒီမှာကြတော့ပီဇာပူနွေးပေါ့နော်ဒီမှာပဲဖောက်တယ်ဒီမှာပဲကျွေးတယ်ပီဇာပါဒါကြတော့အသီးနှံအိမ်မော်တီဒီအသီးစပစ်တီဒါကတော့စပစ်တီပြီးတော့ဒီအသီးပေါ့သမင်းကျော် straight သွန်သမင်းကျော်ဒါဝချီကေဘာဒါကအမဲသား fish broccoli အမဲသားငရုတ်ကြီးပါစီဒါ pasta ဒါကြတော့အချိုပွဲချိုပွဲ chocolate ချမ်းလေးဒီချိုပွဲပါဒါကြတော့ပေါင်မုတ်မျိုးရှိသေးနေတော့လေးနန်းချောင်းရှိဘူးစေအော်တော့စီဖူကဒါကြတော့ tomato chili chicken ခောက်ဆွဲကြော်ကြိုက်တယ်